ဆိုတော့ဒါလေးတွေကကျွန်တော် lipophosphate တွေကိုကျွန်တော်တို့မတက်ဆင်ခင်မှာကျွန်တော် cell balancing ညှိတာပေါ့နော်ဆိုတော့ cell balancing ညှိတာလွယ်ပါတယ်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်အပေါင်းဆိုရင်အပေါင်းလေးပဲတွဲမယ်အနှုတ်ဆိုရင်အနှုတ်တွေပဲတွဲလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ကဆဲတစ်လုံးနဲ့တစ်လုံးနဲ့ဘိုးလေးတွေမညီဘူးမညီတဲ့ဘိုးလေးတွေကိုကျွန်တော်တို့ကတစ်လုံးနဲ့တစ်လုံးနဲ့ညှိတာပေါ့နော်ဆိုတော့ဒါလေးကဘယ်လိုညှိရလဲဆိုတော့ဒီကိုကျွန်တော်တိုင်းပြပေးမယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်28 ampere ကျွန်တော်တို့တစ်လုံးနဲ့ဒီဘက်လုံးနဲ့ဒီဘက်လုံးနဲ့ပေါ့နော်ဒီလေးလုံးပေါ့နော်ဆိုတော့ဒါနဲ့သွားနေတယ်ဆိုတော့ဒီဘက်ချမ်းမှာဆိုလဲကျွန်တော်တို့ဒီမှာဆိုရင်29 ampere လောက်သွားတယ်ဒီလိုပဲပေါ့နော်ဆိုတော့ဒီမှာတိုင်းကြည့်ရဆိုရင်ဒီမှာဆိုရင်9 ampere ဆိုတော့ဒီမှာဆိုရင်3 ampere ဒီမှာဆိုရင်ကျွန်တော်26 ampere ပေါ့နော်ဆိုရင်ဒီမှာဆိုရင်18 ampere 19 ampere လောက်သွားတယ်ဆိုတော့ဒီမှာဆိုရင်9 ampere ဆိုတော့ဒီကောင်မှာဆိုရင်3 ampere ပေါ့နော်ဆိုတော့ဒီဘက် channel အဲဒီတိုင်းပဲဆိုတော့ဒီမှာဆိုရင်3 ampere လောက်သွားတယ်အဲဒီမှာဆိုရင်9 ampere ပေါ့နော်အဲဒီကောင်ဆိုရင်18 ampere အဲဒါဆိုရင်25 24 25 23ပေါ့နော်ဒီ ampere လောက်သွားတယ်အဲဒီကောင်ဆိုရင်ကျွန်တော်3 ampere လောက်ဆွဲတယ်အဲဒါဆိုရင်ကျွန်တော်က7 ampereဒီမှာဆို20ခွန်ပေါ့နော်ဆိုတော့ဒီဘက်ချမ်း25 20ခွန်ဆိုရင်ဒီဘက်ချမ်းနဲ့25 20ခွန်လောက်သွားတယ်ပေါ့နော်ဆိုတော့ဒါလေးကကျွန်တော်တို့ဆဲတွေ balancing လုပ်ထားတာပါဆိုတော့ဒီ ampere တွေအကုန်လုံးကျွန်တော်တို့နည်းသွားပြီးကျွန်တော်0နာကတ်သွားပြီဆိုတော့မှဒီဆဲတွေရဲ့ပိုးလေးတွေကအကုန်လုံးညီသွားမယ်ဒါမှကျွန်တော်တို့လိုချင်တဲ့12ပိုးတွေ24ပိုးတွေဆင်လို့ရပါမယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်